ဒီတစ်ပတ် The English Eye Opener အစီအစဉ်မှာ That's Incredible ကဏ္ဍလေးကိုတင်ဆက်လိုက်ပါတယ်26ရောက်မြောက် American သမ္မတ Theodore Roosevelt သူ့ရဲ့သမ္မတတစ်တဲ့မိန့်ခွန်းကတော့ American သမိုင်းမှာအထူးခြားဆုံးမိန့်ခွန်းတစ်ခုဖြစ်ခဲ့တယ်1905ခုနှစ်ကသူမိန့်ခွန်းပြောတဲ့အချိန်မှာသူကပုဂ္ဂိုလ်ဆွဲနာမ်စားဖြစ်တဲ့ I တို့ me တို့ my တို့ကိုမသုံးမနဲ့စုပေါင်းနာမ်စားဖြစ်တဲ့ we တို့ us တို့ our တို့ကိုအသုံးပြုသွားတာ Spider-Man brand new day ရုပ်ရှင်ကတော့ဝင်ဝေစံချိန်ချိုးထားတယ်ဒါပေမဲ့အဲ့ဒီ Spider-Man စလုံးပေါင်းကိုကြည့်လို့ရှိရင် Superman တို့ Batman တို့ Iron Man တို့လိုတစ်ဆက်တည်းရေးထားတာမဟုတ်ဘဲနဲ့ခလက်မှာတန်းဆက်လို့ခေါ်တဲ့ hyphen လေးခံပြီးတော့ရေးထားတာပန်ဒီရှင် Stanley ရဲ့ပြောပြချက်အရသူက DC Comics က Superman နဲ့မတူအောင်တက် hyphen ခံပြီးစလုံးကိုခွဲပြီးရေးလိုက်တာဖြစ်တယ်တဲ့နောက် Stanley ရဲ့ပြောပြချက်အရ Spider-Man မှာညနေပုံးဆွရတဲ့ရွေချက်တစ်ခုอ่ะ Spider-Man ကလည်းပုရုဇဉ်လူသားပဲတဲ့အဲ့တော့အန်ဒီယန်နဲ့ကြုံလို့ရှိရင်သူလည်းကြောက်တယ်အဲ့ဒီကြောက်တဲ့မျက်နှာကိုသူ့ရန်သူတွေမမြင်အောင်အခုတော့မျက်နှာပုံးဆွပေးထားတာလို့သူကပြောတယ်ဒီတီးလုံးကတော့1982ခုနှစ်45ကြိမ်မြောက်ရုပ်ရှင်အော်စကာဆုချီးမြှင့်ပွဲမှာအကောင်းဆုံးမူရင်းတေးဂီတဆုစကားတင်စရင်ဝင်ထားတဲ့ဒီလိုဂီတပညာရှင်နီနိုရိုတာရဲ့ The Godfather ရုပ်ရှင်အတွက်အန်တီထားတဲ့နောက်ခံဒီလိုဒါပေမဲ့အော်စကာစီမင်းနဲ့မကိုက်ညီဘူးဆိုပြီးတော့အဲ့ဒီဒီလုံးဟာစကားတင်စင်ကနေပြည့်ချင်းခံခဲ့ရတယ်ဖြစ်ပုံကဒီတီလုံးကိုပဲဒီဖန်တီးရှင်ပဲနီနိုရိုတာက1958ခုနှစ်ကထွက်ရှိခဲ့တဲ့အီတာလီယန်ဟာတာရုပ်ရှင် Fortunella မှာသုံးပြီးသားအဲ့ဒီတီလုံးကိုပြန်ပြီးတော့ဒီမှာ The Godfather ရုပ်ရှင်မှာပြန်သုံးထားတာအဲ့တော့စီမင်းနဲ့မကိုက်ဘူးဆိုပြီးတော့စကားတင်စင်ရနေပြည့်ချင်းခံလိုက်ရတာဒီမှာတီလုံးတစ်ခုကိုရှင်းပြထားတယ်နားတော်သားဆင်ကြည့်ပါအဲ့ဒီတော့ကိုတီလုံးကိုပြန်သုံးပြီးလို့အော်စကာနဲ့ဝေးသွားရတဲ့အကြောင်းပြောရင်းနဲ့ပဲ The English Eye Opener ကိုဒီကိုချုပ်လိုက်ပါတယ်